ဒီကနေ့အတွက်ရွှေဖတ်ပြချင်တာကတော့ကိုယ့်ရဲ့တန်မိုးမမြင်တဲ့သူတွေစီမှာမြစ်တာတွေသွားပြီးတော့မရင်းနှီးပါနဲ့ကိုယ့်ဘက်ကဘလောက်ပဲကောင်းပေးကိုယ့်တန်မိုးမမြင်တဲ့သူတွေစီမှာမြစ်တာတွေသွားပြီးတော့မရင်းနှီးပါနဲ့ရနော်ငါကောင်းရင်သူလည်းပဲပြန်ကောင်းလာမှာပါဆိုတဲ့ညှို့နှင်းချက်တွေနဲ့ကိုဆွဲမဆက်ပါနဲ့တော့တခါတလေကြတော့လေကိုယ်စေတနာတွေကသူတို့အတွက်မလိုအပ်တဲ့အရာဖြစ်နေတယ်လို့ပါကိုယ့်အတွက်ခက်ခဲလို့နဲ့ကြည်ဆိုင်မှုမျိုးကအခြားသူတွေနေကြတော့လွယ်လေးပဲဖြစ်ပျက်သွားတတ်တာလောကရဲ့အမှန်တရားပဲမဟုတ်ဘူးလားဒါကြောင့်ကိုလီလီရှုထားတဲ့ဆက်သွယ်ရေးတွေကနေရေရဲဝဝွန်ကြီးလှည့်ထွက်ခဲ့လိုက်ပါမရနိုင်တော့တဲ့မြစ်တာကိုအတင်းတောင်းတမနေပဲလွတ်ချလိုက်ခြင်းကသာကိုယ့်ရဲ့စိတ်ကိုအေးချမ်းစေမဲ့နီးလန်းမှာပဲတဲ့ရှင်